အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆရာဝန်ချန်နယ်မိတ်ဆွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ဒီခါမှတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ရှေ့ရမှာကျွန်တော်တို့9ရက်အတွင်းကျွန်တော်တို့ကြာသာပြီးတောက်ကြမကြော်တဲ့2ရက်အတွင်းကျွန်တော်ထိတ်စည်းဆိုင်နဲ့ဗရိတ်ဆိုင်ကိုမိတ်ဆွေတွေကျွန်တော်ပြောပြပေးအောင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအားတွေသိပါကျွန်တော်တင်းလာအင်္ဂါဘော်တို့3ရက်ဆက်ထားအောင်မြင်သွားခဲ့ပါပြီကျွန်တော်တို့ကြာသာပြီးနဲ့တောက်ကြမှာဆက်ပြီးအောင်မြင်မလားဆိုတာကမိတ်ဆွေတို့ကိုယ်တိုင်ပဲစောင့်ကြည့်လိုက်ကြပါဗျာကျွန်တော်မိတ်ဆွေကျွန်တော်မိတ်ဆွေကျွန်တော်ကြာသာပြီးတောက်ကြမကြော်တဲ့2ရက်အတွင်းကျွန်တော်တို့ဗရိတ်ဆိုင်နဲ့ထိတ်စီးဆိုင်ကိုပြောပြပေးမှာဖြစ်ပါเนาะကျွန်တော်မိတ်ဆွေတို့ကျွန်တော်မပြောပြခင်မှာကျွန်တော်မိတ်ဆွေတို့ကျွန်တော်အထူး promotion ကိုကျွန်တော်ပြောပြပေးရမယ်ကျွန်တော်မိတ်ဆွေမှာယခုကျွန်တော်တို့2026ဒလပိုင်းမှာမန်ပါဝင်တဲ့မိတ်ဆွေများအတွက်ကျွန်တော်မန်ပါဝင်ကြီးကျွန်တော်တို့3000ကျပ်သတ်မှတ်ရာခါနဲ့ယခုကျွန်တော် promotion မှာမန်ပါဝင်တဲ့မိတ်ဆွေများအတွက်ကျွန်တော်မန်ပါဝင်ကြီး1000ကျပ်နဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါတယ်ဗျာမန်ပါဝင်နိုင်မဲ့မိတ်ဆွေများကတော့ကျွန်တော်ရဲ့ယခုဗီဒီယိုကို screenshot ရပြီးကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးမှသာမိတ်ဆွေတို့မန်ပါဝင်လို့ရမှာပဲဖြစ်ပါเนาะဒါကကျွန်တော်မိတ်ဆွေကျွန်တော်screenshot ရပြီး Viber ဖုန်းနဲ့ဖြစ်တဲ့39ကို00 0039 109ကိုကျွန်တော်ပို့ပြီးမန်ပါဝင်ပြီလို့ပို့ပြီးမှသာကျွန်တော်တို့1000ကျပ်နဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်မိတ်ဆွေကျွန်တော်ကြာသာပြီးတောက်ကြမကြောင်တဲ့နေရက်တွင်ကျွန်တော်ထိတ်စီကိုကျွန်တော်ပြောပြပြရမယ်ကြာသာပြီးတောက်ကြမကြောင်တဲ့နေရက်တွင်ထိတ်စီကတော့ကျွန်တော်အကြိုက်ဆုံးထိတ်စီကတော့ကျွန်တော်တင်းနဲ့ထိတ်စီကိုကြိုက်ပါတယ်ကျွန်တော်မိတ်ဆွေကျွန်တော်ပြန်ပြောပြရမယ်ကျွန်တော်ကြာသာပြီးတောက်ကြမကြောင်တဲ့နေရက်တွင်ထိတ်စီကျွန်တော်တင်းနဲ့ထိတ်စီကြိုက်ပါတယ်တင်းနဲ့ထိတ်စီရမှာကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့ထိတ်စီကိုပြောပါဆိုရင်ကျွန်တော်နှစ်ထိတ်စီကိုကြိုက်ပါတယ်နှစ်ထိတ်စီနဲ့ပတ်သက်ပြီးကျွန်တော်တက်ကွက်ကောင်းပြောပေးပါမယ်ကျွန်တော်မိတ်ဆွေကြာသာပြီးတောက်ကြမကြောက်တဲ့နေရက်တွင်ကျွန်တော်တို့နေထိတ်စီနဲ့ပတ်သက်ပြီးတက်ကွက်ကောင်းတော့ကျွန်တော်နေရှစ်ပဲဖြစ်ပါဗျာမိတ်ဆွေတို့ကြိုင်နေတဲ့အကြိုက်တူတဲ့ဆိုမှသာအတောင်းပြပါဗျာကျွန်တော်တော့အကောင်းဆုံးဖြစ်အောင်တော့မိတ်ဆွေတို့ရှာဝေထုတ်ပြပေးထားတာပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်နေရက်တွင်ထိတ်စီဆိုင်ကိုကျွန်တော်ပြောပြပေးပြီကျွန်တော်မိတ်ဆွေကျွန်တော်ကြာတွေတောက်ကြမကြောက်တဲ့နေရက်တွင်ကျွန်တော် break site ကိုပြောပြရမယ် break site ကိုပြောပြရဆိုရင်ကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့ break ကျွန်တော်3ညကျွန်တော်3ည table break ကိုကြိုက်ပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ပြန်ပြောပြပါမယ်ကျွန်တော်တို့ break ကတော့ကျွန်တော်3ည break နဲ့ table break ကိုကြိုက်ပါတယ်အဲ့ထက်မှမိတ်ဆွေတို့ကြိုက်နေတတ်တဲ့ break ကိုအတောင်းပြပါနော်ကျွန်တော်အကြိုက်ဆုံး break ကတော့ကျွန်တော်3ညပရိတ်ကိုပို့ကြိုက်ပါတယ်ကျွန်တော်မိတ်ဆွေကြာသာပရိတ်တောက်ကြမကြော်တဲ့နေရက်တွေမှာကျွန်တော်3ညပရိတ်ကိုပို့ကြိုက်ပါတယ်3ညပရိတ်နဲ့ပတ်သက်ပြီးကျွန်တော်1-9နဲ့2-8ကိုနှစ်ကွက်ကောင်းဖြစ်ကျွန်တော်ရွေးချယ်ပေးလိုက်တာပဲဖြစ်ပါတယ်မိတ်ဆွေတို့ကြိုက်နေတဲ့အကြိုက်တူတဲ့ဆိုရင်သာအသုံးပြပါဗျာကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ရှာဝေထုတ်ပြပေးထားတာပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်တို့ဆရာဝန်မှာမန်ပါဝင်ကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်ရဲ့ Viber ဖုန်းတွေဖြစ်တဲ့300ကို00 0039 109ကိုကျွန်တော်ဆက်သွယ်ပြီးမန်ပါဝင်လို့ရပါရဲ့ဗျာကျွန်တော်မိတ်ဆွေယခုလာကျွန်တော်တို့တလပိုင်းမှာမန်ပါဝင်တဲ့မိတ်ဆွေများအတွက်ကျွန်တော် promotion နေနဲ့ကျွန်တော်1000ခွဲကျန်တဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်မိတ်ဆွေတဲ့ကျွန်တော် promotion ကိုပြောပြပေးတာပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ရင်ဘက်ကအတိုင်းပဲဒီဘက်ဒီမှာလည်းအောင်မြင်မှုများစွာရရှိနိုင်ကြပါစေလို့ကျွန်တော်ဆရာဝန်များမိတ်ဆွေများအလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ